ဒုတိယအမှုရဆိုးမှုကျူးလွန်သူကျော်နိုင်လက်တီတိန်းနီခရိုင်၌ရည်ရွယ်ချက်ရှိထိခိုက်တန်ရာရပြီးတေဆုံးမှုပြည်ထောင်စုမြန်မာနိုင်ငံအထူးဒေသတဲ့ရဆိုးမှုဥပဒေမှုချမ်းပုံမှန်181အရာစီရင်ချက်မှာအောက်ပါအတိုင်းဖြစ်တယ်一罪犯赵乃乐犯故意伤害罪，判处死刑，缓期2年执行，并处没收个人全部财产。对，也是我们主龙都叫来了的，1月7日，但也是目片，地单七万八的，地单个那你家嘛老少米，过半必须阿龙个等死多米。